ဒီနေ့ review မယ့်ဟာတွေကဒီအေးခင်းပေါ့နော်ဒီအေးခင်းက198 queen king ကတော့234ပြီးရင်ဒီ Michael Kors shoe ဆိုလဲ$21ပဲเนาะဒီဟာလေးတွေဆိုလဲအဆင်ပြေတယ်ဒီပေါ့နော်87ကိုမှရှော့ထားတယ်ပြီးရင်နောက်တစ်ခုကဒါအိုးနေပြီးမှကျတော့1499 1749ပေါ့နော်ဒီဟာလေးတွေဆောင်းရည်တော့ကောင်းတယ်ဒီကရှူ$37 try တယ်ဒီဟာကတော့1 2 3 4 5 6 ပါကို$48ဒီဟာကပုံထဲမှာသိပ်ပြီးတော့မပါတော့ဒီဟာက369ပေါ့နော်ပြီးရင်ဒါကကျတော့ Michael Kors ဒီကတော့ warm-up ဖြစ်မယ်$7ပဲ look like one set ကိုပဲဖြစ်မယ်တင်တယ်ဒီ shoe လေး New Balance ကဒီ shoe လေးတွေကျမအရင်တစ်ခါဝယ်တော့ကြည့်ရင်တော့ဒီဟာ100ကျော်ဖြစ်မယ်တင်တယ်အော်$90ဒါပေမဲ့ကတော့ဝယ် full lock လာအရင်များတယ်ဒါဘယ်လောက်လဲဒီ shoe က$64ပေါ့နော်သူတို့ flip flop time လာတော့မယ်ဆိုတော့ဒီ shoe တွေစားချနေပြီပေါ့နော်ဒါကတော့ Michael Kors shoe the glitter လေးတွေနဲ့ gold glitter လေးတွေနဲ့ high heel ကလည်းအရင်မမြင်ဘူးထူဘူး$46 62ခုနပဲ shoe $64.99ကြိုက်တယ်ဆိုရင်လင်းလေးတွေနဲ့တွားကြည့်လို့ရတယ်မကြိုက်ဆုံးဒီဟာလေးတွေပဲဒါ69ဆိုပဲဒီဟာကကော let me see 35ဟောက69ဟောကဟာ$35ကျမတခါစီးဘူးလေအရင်တော့မိုက်ကကိုသိမစီးဘူးစီးလို့ကောင်းတယ်နော်စီးချတော့စီးဝဲတင်တယ်ဒါလေးတွင် what elseဒါလေးပဲနော်ဗီဒီယိုလေးပြန်ကြည့် link လေးကိုသွားကြည့်ပြီးတော့လိုအပ်တာရှိရင်ဝင်နိုင်တယ်